皆さんこんにちは、ハラメイランです。本日ミャンマーで大きな地震が発生しました。私の家族もミャンマーにいるためとても心配でしたが、幸い連絡が取れて無事を確認できました。今後私自身も何かできる支援を考えていきたいと思っていますが、まずは皆さんに現地の状況をしていただけたらと思っています。この後地震直後のミャンマーの様子が映った画像が流れますので、心してご覧ください。好，跳到边边。多少米？多少米？六百米，六百米，回来，多少米？哦，再做嘞！哦，不是嘛，把米把定了瓜。啊，多少米？多少米哈？看再去见面，老总了。跑！木来你们，老总。อุ้ยจะหล่นเลยแคนครับอะไรกันแน่แผ่นดินไหวหรือเปล่าเนี่ยที่มัน เกาะไหม เฮ้ยควันขึ้นมา สายขาดนะดิ มันโยกเลยเฮ้ยนี่ไหวอยู่เลยเนี่ยอะไรอ่ะเนี่ยดูน้ำเราเนี่ยอะไรครับบนนั้นอ่ะตึกนั้นอ่ะมันมีสระน้ำไหนหรอตึกไหนอ่ะไหนเฮ้ยเนี่ยวิ่งหัวโลกอ่ะอุ้ยนี่ตอนนี้มันจะเป็นหัวอ่ะพี่อย่าไปอยู่ใต้หลังคาดิอย่ามาลงมาบอกทำไมเฮียไอสัตว์เอ้ยอุ้ยชิบหายเฮียพี่แล้วคนโคตรเยอะเลยคนอยู่นั้นปานเลยน่ะถ่ายไว้ถ่ายแน่เลยอ่ะมาท่าได้บ้าคนไหนมาไหนมาmà biết này nó thì biết nó phải đây này để tức là bám chưa mà luôn chi
28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဗန်ဒီဟဲ့လိုက်ကြပါပြီဝင်နေလေညီမဝင်နေလေ ဒါကိုရီးယားစိုင်နေမှာဒီထဲမှာထွက်ပြေးနေတာကိုခြေကိုတော်နေမရဘူးလုံးဝအကွဲမန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲငါတို့ဆိုင်ကတော့တော်ကိုအချင်းကြီးစိုးပြီးတော့ရှေ့ဖတ်ပြမဟုတ်လမ်းလိုက်တာအကွင်းကိုရီးယားကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှမ်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါပြိုကြတရားအတိတ်ကတော့ဘာမှမဖြစ်တော့ဘူးဆိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမောက်ပြီးတော့နေရတယ်မန်လေးတခြားနေရာတွေတော့ဘယ်လိုလဲမသိဘူးတရားကြီးကတော့ကျိုးသွားတယ်ဆိုင်မှာဟိုဘက်မှာလည်းဖျားကြီးလည်းပြုတ်ကြညီကြီးတွေဘယ်တော့အပ်သွားလဲမေးရောညီကြီးတွေကိုကဆိုင်ခန်းထဲမှာရောက်နေတာပြေးတာကိုကံကောင်းနဲ့ပဲပြောရမယ်မတရားလုံးလိုင်းနေရအကုန်ပြတော့မိသက်တွေကလည်းဆက်တွေကပေါက်မရတော့မိသက်ကတစည်းမှမလာဘူးရက်ကွက်ကအကုန်ပြကြနေပြီမိသက်ကားတွေရဲ့လာပါတော့အကုန်လုံးတစည်းမှဆက်ပေါက်လို့မရဘူးဘယ်မိသက်ကားမှမလာဘူးလောက်ကြပါအောင်ရက်ကွက်ကအကုန်ကြပြကြတော့မှာဖုန်းလိုင်းနေမရဆက်တွေကပေါက်မရလို့မိသက်ကတစည်းမှခေါ်မရဘူးလောင်နေတာတနားရီလောက်ကြာပြီငါတို့အိမ်လေးဘောအားသေးကအင်ကြီးတွေပဲရှိတော့ပတ်စံနေဟွာလောက်ပြီးနေပလက်တွေအောင်ကြသားကခုနယူပြီလေမိသက်ကရဲ့လာပါတော့ဟာ是进几层吗？3层啊，3层啊，电话4层。看，好严重啊！地震一波全部塌了，地震一波全部塌了，20条街，80、81、81、82，全部塌方。不敢摘了，慢点。好了。我家到了，到了，啦！有人怎么办？いかがでしたでしょうか。被災地の建物が崩れていく様子には胸が痛むばかりです。改めて被災された方々に心よりお見舞いを申し上げます。私も微力ながら支援の方法を模索していきますので、皆さんも何らかのお力添えをいただけるととて
てもありがたいです。本日の動画はここで終わりです。最後までご覧いただきありがとうございました。